အလေးချိန်2ပေါင်ပဲရှိတဲ့အုတ်တလုံးကိုမြောက်ဖို့အလုတ်သမား3ယောက်လိုအပ်တတ်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာတော့လူတစ်ယောက်ကအဲ့ဒါကိုလက်တစ်ဖက်တည်းနဲ့ပဲမြောက်လိုက်တယ်။ဒါကိုမြင်တော့အဲ့ဒီမှာရှိနေတဲ့လူအားလုံးအံ့အားသင့်ပြီးကြောင်သွားကြတယ်။အားလုံးကသူ့ရဲ့အင်အားကိုချီးကျူးပြောဆိုလာကြတယ်။ဒါပေမဲ့အဲ့ဒီလူရဲ့မျက်နှာပေါ်မှာတော့စိတ်ရှုပ်ထွေးနေတဲ့အမူအရာရှိနေတယ်။သူကစဉ်းစားနေတဲ့အစုံတော့လူတိုင်းဘာလို့ဒီလောက်အံ့ဩနေကြတာလဲ။ပြီးတော့အမှန်တရားကပေါ်လာခဲ့တယ်။မိနစ်30လောက်ပဲအရင်ကကဘာတလွားလူသားတွေရဲ့အင်အားကတရားစရော့ကျသွားပြီးသားဖြစ်နေခဲ့တယ်။ပြီးတော့အဲ့ဒီအကျိုးသက်ရောက်မှုကနေမထိခိုက်ပဲကြံခဲ့တာကဒီလူတစ်ယောက်တည်းပဲ။အဲ့ဒီနေ့ပဲသူလမ်းလျှောက်ထွက်သွားတော့ကထူးထူးဆန်းဆန်းမြင်ကွင်းတစ်ခုကိုတွေ့လိုက်တယ်။ချမ်းသာတဲ့မိန်းမတစ်ယောက်ကပန်းအိုးတစ်လုံးပဲမြောက်ဖို့အတွက်ဂရင်းကိုခေါ်ထားခဲ့တာ။ဒါတွေအကုန်လုံးကိုမြင်ပြီးတော့သူ့ကိုသူမထိန်နိုင်တော့ဘူး။သူရှေ့ကိုတိုးလာပြီးပြောလိုက်တယ်ကျွန်တော်ကူညီပေးရမလား။ချမ်းသာတဲ့မိန်းမကသူ့ကိုခေါင်းကနေခြေထောက်အထိစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်။ပြီးတော့ရေရေမောမောနဲ့ပြောလိုက်တယ်နင်လိုအရန်ပိန်ပိန်ပပလူတစ်ယောက်စီကဘာကိုမျှော်လင့်ရမှာလဲ။ဒါပေမဲ့စကားမပြီးခင်တင်မဲ့အဲ့ဒီလူကလက်တစ်ဖက်နဲ့ပန်းအိုးကိုမြောက်ယူပြီးတန်တန်မတ်မတ်ရက်လိုက်တယ်။ဝန်ထမ်းအလုံးအိမ်ပေါ်တွေလုံခြုံရေးကတွေပါသူ့ကိုအံ့ဩပြီးမျက်လုံးမခွာပဲကြည့်နေကြတော့တယ်။အဲ့ဒီအချိန်တင်မဲ့ချမ်းသာတဲ့မိန်းမရဲ့ခေါင်းထဲမှာရေရေဝုံအကြံတစ်ခုပေါ်လာတယ်။သူမကချက်ချင်းပဲသူ့ကိုသူမရဲ့ရုံခန်းကိုခေါ်သွားလိုက်တယ်။သူမကပြောလိုက်တယ်ငါနင့်ကို24နာရီလုံးအနားမခွာတဲ့ body guard လုပ်စေချင်တယ်။အဲ့ဒီယောက်ျားကတုံဆိုင်သွားပြီးကျွန်တော်ကတော့ဘာမှမဟုတ်တဲ့တာမန်လူတစ်ယောက်ပဲပါလို့ပြောတယ်။ဒါပေမဲ့သူမကအေးအေးဆေးဆေးနဲ့လက်တစ်ဖက်မှာပန်းအိုးကိုမြှောက်ထားပြီးတစ်ဖက်လက်နဲ့ဖုန်းကိုလက်ခံလိုက်တယ်။အခြေအနေကအဲ့ဒီလိုဖြစ်နေလို့သူကခဏကြာပြီးတော့အိမ်ပြန်သွားရတယ်။ထွက်သွားတဲ့အချိန်မှာသူကပန်းအိုးကိုအဲ့ဒီလိုပဲစပွဲပေါ်တင်ထားလိုက်တာနဲ့စပွဲကကွဲသွားတယ်။အခုတော့အဲ့ဒီမိန်းမကလုံးဝယုံကြည်သွားပြီးသားပဲ။ဒီလူကတာမန်လူမဟုတ်ဘူးသူကဆုံးဖြတ်ပြီးသားပါပဲဖြစ်ဖြစ်